္ဂလာပါရှင်တမန်ကတစင်ပါဒီနေ့စက်တင်ဘာ26ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းစီစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ဒီနေ့အတွက်သတင်းတွေကတော့မြောက်ကိုရီးယားနိုင်ငံသား2ဦးနဲ့အတူမြန်မာနိုင်ငံသား3ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ဒဏ်ခတ်ပိတ်ဆို့တဲ့သတင်းတီတာယူမွန်ရဲ့ပြူစောတိတွေကအမျိုးသမီး6ဦးကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်တဲ့သတင်းဒဇယ်မြို့နယ်ကိုစစ်တပ်ဘုံကျဲတိုက်ခိုက်မှုအရက်သား10ဦးသေဆုံးတဲ့သတင်းနဲ့ကျောင်းမဲမြို့နယ်8မိုင်ခန့်အကွာမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မြန်မာစစ်တပ်ကိုလက်နက်ရောင်းချခြင်းအပါအဝင်မြောက်ကိုရီးယားရဲ့အစိုးရအပြုံလိုက်ဖျက်ဆီးနိုင်တဲ့လက်နက်တွေ WMD နဲ့ပဲထင်းဒုံးကျည်အစီအစဉ်တွေကနေတရားမဝင်ငွေကြေးလှုပ်ဆောင်မှုအတွက်လူပုဂ္ဂိုလ်9ဦးနဲ့ကုမ္ပဏီတစ်ခုကိုအရေးယူပိတ်ဆို့ကြောင်းအမေရိကန်ဗန်နာရေးဝန်ကြီးဌာနကစက်တင်ဘာ25ရက်နေ့မနေ့ကထုတ်ပြန်ခဲ့ပါတယ်အမေရိကန်ဗန်နာရေးဝန်ကြီးဌာနနိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး OFAC ရဲ့အရေးယူပိတ်ဆို့မှုစင်းမှာမြန်မာစစ်တပ်အတွက်မြောက်ကိုရီးယားကနေစစ်လက်နက်ပစ္စည်းဝယ်ယူပေးနေတဲ့ Brian Shunlet ကုမ္ပဏီအဲ့ဒီကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်တင်မျိုးအောင်ဒရိုက်တာအောင်ကိုကိုဦးနဲ့ကျော်သူမျိုးမင်းတို့ပါဝင်ပါတယ်။ကျန်တဲ့လူပုဂ္ဂိုလ်2ဦးကတော့မြောက်ကိုရီးယားခိုမစ်စစ်လက်နက်ကုမ္ပဏီကိုယ်စားလှယ်ဖြစ်တဲ့ကင်မယောင်ဂျူနဲ့ဂင်းတောက်ဘျူရိုအရာရှိနမ်ချိုအမ်တို့ဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့တရားမဝင်လက်နက်အစီအစဉ်တွေဟာအမေရိကန်ပြည်ထောင်စုနဲ့မဟာမိတ်တွေအတွက်ဓာတ်ရိုက်ချင်းချောက်မှုတစ်ရက်ဖြစ်ပြီးအဲ့ဒီလုပ်ငန်းတွေကိုအထောက်အကူပေးနေတဲ့ငွေကြေးဆိုင်ရာကွန်ရက်တွေကိုဗန်နာရေးဝန်ကြီးဌာနအနေနဲ့ဆက်လက်ဖျက်သိမ်းသွားမှာပါလို့အကြမ်းဖက်မှုနဲ့ဗန်နာရေးဆိုင်ရာထောက်လှမ်းရေးလက်ထောက်ဝန်ကြီးဂျွန်ဟာလီကပြောပါတယ်။အမေရိကန်ဗန်နာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရမြောက်ကိုရီးယားရဲ့ကိုရီးယားသတ္တုဖွံ့ဖြိုးမှုကုန်သွယ်ရေးကော်ပိုရေးရှင်းကွန်မစ်စီကနေရိုင်ယယ်ရှွန်လက်ကုမ္ပဏီဟာမြန်မာစစ်တပ်အနေနဲ့လေကြောင်းကနေဘုံကျဲနိုင်ဖို့လမ်းညွှန်ကိရိယာတွေကိုတင်သွင်းပေးနေတယ်လို့သိရပါတယ်။မြေပြင်မှာဒေါ်လာရေးတပ်တွေကိုရှုံးနေတဲ့စစ်ကောင်စီတပ်ဟာလေကြောင်းကနေစစ်ရေးပြစ်မှတ်ထက်အရက်သားပြစ်မှတ်တွေကိုအဓိကထားပြီးဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်းစစ်အာဏာရှင်အဖွဲ့ဟာခုခံတော်လှန်ရေးအဖွဲ့တွေကိုစစ်စင်ရေးတွေပြုလုပ်ရမှာပြစ်မှတ်မခွဲကြဘဲလေကြောင်းနဲ့အမြောက်တပ်တွေနဲ့တိုက်ခိုက်မှုတွေကိုအဓိကလှုံ့ဆော်ခဲ့ပါတယ်။ဒါကြောင့်စာတင်ကျောင်းတွေဘာသာရေးအဆောက်အအုံတွေနဲ့စေယုံတွေအပေါအဝင်အခြေခံအဆောက်အအုံများစွာထိခိုက်စေတဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားများစွာသေဆုံးခဲ့ရတယ်လို့အမေရိကန်အစိုးရကထုတ်ပြန်ခဲ့ပါတယ်။အခုအရေးယူဆောင်ရွက်မှုဟာမြန်မာစစ်တပ်ထံလက်နက်ရောင်းချမှုတွေကိုတားဆီးပြီးမြောက်ကိုရီးယားအစိုးရအတွက်အရေးကြီးတဲ့ဘန်နာငွေစည်းကြောင်းတစ်ခုကိုဖျက်တောက်လိုက်ခြင်းဖြစ်တယ်လို့အမေရိကန်ဗန်နာရေးဝန်ကြီးဌာနကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့အရေးယူပိတ်ဆို့စည်းမှာပါဝင်လာတဲ့ Brian Shunlet ကုမ္ပဏီဟာ2024အောက်တိုဘာမှာကနေဒါနဲ့ဗြိတိန်တို့ရဲ့အရေးယူပိတ်ဆို့မှုကိုခံခဲ့ရသလို2023ဒီဇင်ဘာကလည်းဥရောပသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစည်းမှာထည့်သွင်းခံခဲ့ရပါတယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့တီတာယူမွန်ရဲ့ပြူစောတိတွေကအသက်မပြည့်သေးသူနဲ့တက်ကြီးရွယ်အိုတွေအပါအဝင်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရုံးစီကြီးရွာကိုစက်တင်ဘာ10ရက်ကတီတာယူမွန်ရဲ့ပြူစောတိစစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက်စက်တင်ဘာ17ရက်ကစလို့အဓမ္မပြုကျင့်ခဲ့တာလို့ဒေသခံတို့ကပြောပါတယ်။စက်တင်ဘာ17ရက်ကအမျိုးသားတူကိုဖမ်းဆီးထားပြီးည8နာရီမှာသူ့ရဲ့ဇနီးဖြစ်သူကိုထမင်းလာပို့ဖို့ပြောကဇနီးဖြစ်သူထမင်းလာပို့ချိန်မှာပြူစောတိ4ဦးကအဓမ္မပြုကျင့်ခဲ့တာလို့သိရပါတယ်။ဒါ့အပြင်အသက်16နှစ်အရွယ်မင်းကလေးငယ်တူပုံအောင်နေရာကနေဖမ်းဆီးပြီးအဓမ္မပြုကျင့်ခဲ့ကြပါတယ်။စက်တင်ဘာ18ရက်မှာလည်းအသက်28နှစ်အရွယ်အမျိုးသမီး2ဦးကိုမိဘဆွေမျိုးတွေနဲ့ရှိစဉ်မှာအားလုံးကိုအပြင်ထွက်ခိုင်းပြီးပြူစောတိ3ဦးကအဓမ္မပြုကျင့်ခဲ့တာလို့ဆိုပါတယ်။စက်တင်ဘာ16ရက်ကလည်းကျေးရွာအတွင်းကအသက်16နှစ်အရွယ်မင်းကလေးငယ်တူကိုဖမ်းဆီးပြီးထပ်မံအဓမ္မပြုကျင့်ခဲ့သေးတယ်လို့သိရတာပါ။အသက်60နီးပါးအရွယ်ရှိတဲ့အမျိုးသမီးကြီးရေချိုးစင်မှာရွာတွေကိုစစ်ကြောင်းလှည့်ချိန်နဲ့တွေ့ပြီးပြူစောတိ10ဦးကအဓမ္မပြုကျင့်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီအမျိုးသမီးကြီးကတော့ကျန်းမာရေးတော်တော်ချို့ယွင်းသွားလို့ဈေးကူးမှုခံယူနေရတယ်လို့ဒေသခံတို့ကပြောပါတယ်။ဒီပြူစောတိစစ်ကြောင်းဟာအမျိုးသမီး9ဦးကိုဖမ်းဆီးခဲ့တာဖြစ်ပြီး6ဦးကိုအဓမ္မပြုကျင့်ခဲ့ကကျန်တဲ့2ဦးကိုလည်းလိန်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်မှာပါဝင်တဲ့အမျိုးသမီးတို့ကိုပြူစောတိတွေကသူတို့နေထိုင်ရာအထိုင်စခန်းကိုခေါ်ဆောင်သွားပြီးတချင်းဆိုခိုင်းတာကားပြခိုင်းတာအကြိမ်ကြိမ်အဓမ္မပြုကျင့်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းကပဲကျေးရွာအတွင်းကဒေသခံအမျိုးသား2ဦးကိုလည်းတပ်ဖြတ်သွားတယ်လို့သိရပါတယ်။တပ်ဖြတ်ခံရသူ2ဦးရဲ့အသေးစိတ်အချက်အလက်တွေကိုမသိရသေးပဲစက်တင်ဘာ18ရက်နဲ့18ရက်နေ့တွေမှာတပ်ဖြတ်ခံရတာဖြစ်နိုင်ပြီးနေမြေရှင်းလင်းချိန်မှာအလောင်းတွေတွေ့တာလို့တခြားဒေသခံတို့ကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းဟာအထိုင်အနှဲငယ်သာချထားပြီးမလိုင်မြို့နယ်ဘက်ကိုပြန်လည်ထွက်ခွာသွားသလိုအဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေလည်းပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်ရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကိုစစ်ကောင်စီကဒီနေ့မနက်မှာဘုံကျဲခဲ့တာကြောင့်
အသက်20ကျော်အရွယ်အမျိုးသမီး2ဦးအပါအဝင်အရက်သား10ဦးသေဆုံးခဲ့တယ်လို့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖကပြောပါတယ်။စက်တင်ဘာ26ရက်ဒီနေ့မနက်7:00နာရီခွဲဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာလို့သိရပါတယ်။စစ်ကောင်စီတပ်ဟာကန်ထူးမရွာက Nobel 1စီပန့်ဆိုင်အနီးကိုပေါင်900ဘုံနှလုံးကျဲချသွားတာဖြစ်ပြီးတေဆုံးသူ10ဦးထဲက9ဦးရဲ့ရုပ်အလောင်းကိုပဲပြန်ရခဲ့ပါတယ်။ကျန်3ဦးကိုတော့အပိုင်းအစာတွေလက်ကောက်ထားရတယ်လို့မြို့နယ်ပလာဖတာဝန်ခံကပြောပါတယ်။ဒဏ်ရာရသူ12ဦးရှိပြီးသူတို့တွေက3ဦးကတော့ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတယ်လို့ဆိုပါတယ်။တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာဖြစ်ပြီးစီပန်းဆိုင်ဘေးမှာနှစ်ထပ်တိုက်ဆောက်လုပ်နေတဲ့ပယံအလုသမား9ဦးသေဆုံးခဲ့တယ်လို့မြို့နယ်ပလာဖတာဝန်ခံကပြောပါတယ်။ပယံလောက်ကင်နေကြတဲ့အသက်20ကျော်အရွယ်တွေဖြစ်တဲ့ကိုတူးနိုင်ကိုထူးကိုနေအောင်ကိုစိုးကိုနဲ့အသက်43နှစ်အရွယ်ကိုဖိုးထွန်းတို့သေဆုံးခဲ့ရတာပါ။ဒါအပြင်စီပန်းဆိုင်ကအသက်20အရွယ်မက်ဆန်ထိထားဝေဂုံစင်းရောက်နေသူအသက်22နှစ်အရွယ်မတ်မီထက်နဲ့ကျောင်းကျိုသွားတဲ့အသက်28နှစ်အရွယ်ကိုသက်အောင်တို့လည်းဘုံစားထိမှန်ပြီးသေဆုံးခဲ့ရတယ်လို့သိရတာပါ။စစ်ကောင်စီတပ်ဘုံကျဲသွားတဲ့နေရာဟာ73စီဆိုင်ရှိတဲ့လူစီကားတဲ့နေရာဖြစ်တယ်လို့ဒေသခံတူကလည်းပြောပြပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့ဩဂတ်စ်လနဲ့ဒီလဇန်ပိုင်းကလည်းဒဇယ်မြို့နဲ့ဆက်ဆက်နေတဲ့ကျွန်းလှကောလင်းမြို့တို့ကိုဘုံကျဲခဲ့လို့အရက်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။စစ်ကောင်စီကအရက်သားပြည်သူတွေကိုဥတီတဲ့လေကြောင်းတက်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပြီးစကိုင်းတိုင်းမန္တလေးတိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်စတဲ့ဒေသတွေမှာလူအစုလိုက်ပြုံလိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်ရှင်။ရန်ပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်အရှမ်းမိုင်ခန့်ကွာကစကန်သာကျွော်အနီးမှာစစ်ကောင်စီတပ်နဲ့တအန်းတပ်မတော် TNLA တို့တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။စစ်ကောင်စီတပ်ကဝိုက်တွဲလေရင်နဲ့ဇက်တိုက်ဘုံကျဲနေရကြောင်းမြို့ပေါ်ကဒေသခံတွေဘေးလွတ်ရာအမြန်ရှောင်ကြဖို့လဲလူမှုရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။စကန်သာရွာကိုစစ်ကောင်စီတပ်ကစက်တင်ဘာ25ရက်မနေ့မနက်ပိုင်းနဲ့ညနေပိုင်းတို့မှာဝိုက်တွဲနဲ့ဘုံအလုံးရေ80ကျော်ကျဲချခဲ့ပြီးနောက်ထပ်ဆက်လက်ဘုံကျဲနိုင်ခြေရှိတယ်လို့ကြောင်မဲမြို့ခံတချို့ကပြောပါတယ်။စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းကရှေ့တိုးလာပြီးစစ်ကြောင်းတက်လာတဲ့လမ်းတစ်လျှောက်ကရွာတွေကိုလည်းဝင်နေတယ်လို့ဒေသခံတူကပြောပြပါတယ်။အဲ့ဒီရွာတွေကိုဝင်တဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ရွာမှာကျန်နေတဲ့သူတွေအတွက်အနေရအရန်ကြီးတယ်လို့သူကဆက်ပြောပါတယ်။စက်တင်ဘာ24ရက်မှာနားအိုက်ခန့်ရွာကိုစစ်ကောင်စီကစစ်ကြောင်းထိုးပြီးကျေးရွာနီးတောင်ရွာထဲမှာစစ်ပေးရှောင်နေတဲ့တန်ဃာတော်တစ်ပါးအပါအဝင်မိသားစု3ဦးကိုတနက်နဲ့ပြစ်တက်သွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ဒါ့အပြင်အဲ့ဒီမိသားစုကအမင်းကလေးငယ်တူကိုလည်းအဓမ္မပြုကျင့်တပ်ဖြတ်ခဲ့တယ်လို့သူကဆက်ပြောတာပါ။စစ်ကောင်စီတပ်ရဲ့မနေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ဩဂတ်လ19ရက်ကစလို့ကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက် TNLA PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲစတင်ခဲ့တာပါ။ကြောင်မဲမြို့ကိုအချိန်တိုအတွင်းပြန်သိမ်းမယ်လို့စစ်တပ်ဝါရဖြန့်လူမှုကွန်ရက်တွေကကြုံဝါခဲ့ပေမဲ့တလားကျော်ကြာတဲ့အထိစစ်ကြောင်းရှိမတိုးနိုင်ဖြစ်နေပါတယ်။အဲဒါကြောင့်ဒီစစ်စင်ရင်နဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ကာဆာထနဲ့မှုဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးကိုစစ်ကောင်စီကယာဒုကဖြုတ်ချပြီးအရန်အင်အားကိုပို့လိုက်ပါတယ်။သူ့နေရာမှာကာဆာထငါမှုဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလန်နဲ့အစားထိုးလိုက်တာပါ။ကျောင်းမဲမျိုးကိုပြန်လည်ရရှိရေးအတွက်အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်လို့မြို့မှာရှိတဲ့ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုအမြန်ရှောင်ကြဖို့ရှမ်းမြောက်ကလူမှုရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။ကျောင်းမဲမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖက်ကလည်းထိခိုက်ဒေဆုံးမှုများနေတယ်လို့ပြည်ဦးလင်မြို့ခံတူကပြောပါတယ်ရှင်။ People Spin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။